သူကရန်သူကိုဖြုတ်ချလိုက်ပြီးချက်ချင်းပဲသူကပုံပြက်ပန်းပြက်အိမ်မက်လူတယောက်အတွင်ဝတ်စားဆင်ရင်ပြီးကားရဲ့ရှိမှန်တွေကိုတုပ်ပေးနေတဲ့စီတင်ကားတွေကကိုရန်တော်ကသူ့ကိုဖယ်ခိုင်းပေမဲ့သူကလုံးဝဂရုမစိုက်ဘူးဘာမှမဖြစ်တယ်လို့ပဲပုံမှန်ဆက်ပြီးပို့တိုက်နေခဲ့တယ်ပြီးသွားတဲ့အခါနားပင်းနေတယ်လို့မျိုးကားမှန်ကိုချဖို့တကားခောက်တာဘာတုံ့ပြန်မှုမရှိတဲ့အဆောင်ကိုပတ်စံတောင်းလိုက်တဲ့အဆောင်ကသူ့ကိုဂရုတစိုက်တောင်မလုပ်ခဲ့ဘူးဒါကြောင့်အိမ်မက်အယောင်ဆောင်သူကကားပေးမှန်ကိုချက်ချင်းရိုက်ခွဲပစ်လိုက်တယ်အဆောင်ကသူ့ကိုရိုက်နှက်ဖို့ဒေါသတကြီးကားပေါ်ကနေဆင်းလာတဲ့မိန်းကလေးကအခွင့်ကောင်းယူပြီးပြေးထွက်သွားပေမဲ့အိမ်မက်လူကသူတို့ကားမောင်းပြီးသူ့မနောက်ကိုလိုက်လာတယ်တကယ်တော့ဒီအိမ်မက်လူဟာလှုပ်ဝက်စွာလှုပ်ရှားနေတဲ့ခရစ်ပါသူကသူမရှိကနေလမ်းကိုပိတ်လိုက်တဲ့မိန်းကလေးကကားကိုလှည့်ပြီးအခြားဘက်ကိုမောင်းသွားတယ်ဒါပေမဲ့ခရစ်ကပုံမြန်ပြီးနောက်ဆုံးသူမကိုလိုက်မိသွားတယ်သူကသူမကိုခါခါတီးတီးကားအိတ်ထဲပစ်ချပြီးအဆောင်ရောက်မလာခင်အပြေးလွှားထွက်ခွာသွားခဲ့တယ်အဖေဖြစ်သူဘင်းစင်ကပြန်ပေးဆွဲခံရတာကိုတီးသွားတဲ့အခါဒေါသအလွန်ထွက်သွားတယ်သူကသူ့ကိုင်းတစ်ခုလုံးကိုစီယုံပြီးဒီခရစ်ကိုရှာဖို့သူ့ကောင်းကိုယူလာခဲ့သူကကြီးမားတဲ့စုချင်းငွေပေးမယ်လို့ပြောလိုက်တယ်ဒီအချိန်မှာခရစ်ကတစ်တော်နဲ့ကြီးတဲ့ကိုမောင်းနေတဲ့နောက်ကားအိတ်ထဲမှာမိန်းကလေးကယူသွတ်နေတယ်လို့ခတ်နေတဲ့ခရစ်ကကားကိုလမ်းဘေးမှာရပ်ပြီးစစ်ဆေးလိုက်တယ်သူကပတ်ဝန်းကျင်ကိုလှမ်းကြည့်ပြီးကားအိတ်စီလျှောက်သွားခဲ့တယ်တော့ဖွင့်ပြီးနောက်ဖုံးကိုဖွင့်လိုက်ချိန်မှာမိန်းကလေးကကားနောက်ကနေခုန်ထွက်ပြီးပင်တွေစီပြေးသွားခဲ့တဲ့ခရစ်ကသူ့မနောက်ကိုလိုက်ပြီးအပြေးလွှားပြေးနေတယ်သူကသူမကိုပြန်ပေးဆွဲတာကမကောင်းတဲ့ရည်ရွယ်ချက်ကြောင့်မဟုတ်ဘူးခရစ်ကသူ့အိတ်ထဲကနေတပ်ပုံဟောင်းတစ်ပုံကိုထုတ်လိုက်တယ်သူဟာတကယ်တော့မိန်းကလေးရဲ့မိဘတွေနဲ့အရင်နှီးဆုံးတငယ်ချင်းတစ်ယောက်ပါသူကသူမရဲ့အဖေဗင်းစင်ကသူမအမေကိုတတ်ခဲ့တယ်လို့အပြင်းထန်တန်တရားဝင်နေပြီးသူမကိုကာကွယ်ဖို့သာခေါ်သွားတာလို့ယုံကြည်နေတဲ့မိန်းကလေးကခရစ်ပြောသမျှစကားတစ်လုံးမှမယုံဘူးသူမအဖေကသူမကိုမင်းသမီးလို့အမြဲဖိမထားခဲ့တာပါသူ့စိတ်ရင်းကိုတက်တည်ပြဖို့ခရစ်ကသူ့တနက်ကိုသူမစီလှမ်းပေးလိုက်တဲ့တနက်ထဲမှာကြီးရီရှိတယ်လို့ယုံကြည်ပြီးမိန်းကလေးကတနက်ကိုခရစ်စီမန်းပြီးအိမ်ပြန်ခြင်းတယ်လို့တောင်းဆိုခဲ့တဲ့ခရစ်ကသူမတနက်ကိုနှိပ်ရဲမှာမဟုတ်ဘူးလို့ထင်နေခဲ့တယ်ဒါပေမဲ့မိန်းကလေးကချိန်မနေပဲခလုတ်ကိုနှိပ်လိုက်တယ်ဒါပေမဲ့တနက်ထဲမှာကြည်စံမရှိဘူးခရစ်ကဒေါသထွက်ပြီးသူမကိုအော်ဟစ်လိုက်တဲ့မိန်းကလေးကမလျှော့ဘူးကားစီကုံသွားပြီဆိုတဲ့တတိပေးမိလင်းလာတဲ့ခရစ်ကဒေါသတကြီးစတီယာရင်ကိုရိုက်လိုက်တယ်သူကနောက်ဆုံးမှာဘယ်နေရာမှမရှိတဲ့လမ်းဘေးစီဆိုင်တစ်ခုကိုရောက်သွားတဲ့ကားပေါ်ကနေမစင်းခင်မှာသူကမိန်းကလေးကိုလုံးဝမရွှေ့ဖို့အမိန့်ပေးလိုက်တယ်ဒါပေမဲ့မိန်းကလေးကအဝေးမှာလူအုပ်ကြီးကိုတွေ့လိုက်တယ်သူမကအခွင့်ကောင်းယူပြီးကားပေါ်ကနေခုန်ထွက်ကအကူကြီးတောင်းပြီးအော်ဟစ်လိုက်တယ်2စက္ကန့်အတွင်းခရစ်ကဝိုင်းရံခံလိုက်ရတဲ့မိန်းကလေးကသူမအဖေကိုဖုံးဆက်ဖို့ဖုံးဆိုင်ကန်စီပြရေးသွားတဲ့ခရစ်ကသူ့ကိုယ်သူရှင်းပြဖို့စူးစမ်းပေမဲ့ဘယ်သူမှနားမထောင်ချင်ဘူးနောက်မိနေတဲ့ခရစ်ကသူ့လက်သီးတွေနဲ့လူအုပ်ကိုချေမှုန်းလိုက်တယ်ဒီအချိန်မှာမိန်းကလေးကသူမအဖေကိုဖုံးဆက်မိသွားပြီးခရစ်ကဘဲကနေမှမသိရောက်လာပြီးဖုန်းကိုလှမ်းဆွဲယူကသူမကိုအတင်းကျပ်ဆွဲပြီးကားထဲပြန်ပစ်ချလိုက်တယ်သူကသူမရဲ့လက်ကောက်ဝတ်တွေကိုခိုင်ခိုင်မာမာကျူးတုပ်လိုက်တယ်ဒါပေမဲ့မိန်းကလေးကမလျှော့ဘူးပိုပြီးပြင်းပြင်းထန်ထန်ရုန်းကန်နေတယ်မင်းပါလို့ရမယ်ဆိုတာသိတယ်ငါကအဖေပါ